အားလုံးနဲ့မင်္ဂလာပါ။ပေါစကားရမပြောရကြပြီ။ဒီနေ့ခုပြောမှာကတော့ခဏလေးယောဂလေ့ကျင့်ခန်းသွားပါတော့မယ်။လူတွေအားလုံးကိုကျန်းမာရေးလုပ်စီချင်တာပေါ့နော်။အကိုသူတွေကဒီရွေးထိနုနေတယ်လို့ပြောရွှင်နေတယ်လို့တွက်လက်နေတယ်လို့ပြောတဲ့လူရှိရပါတော့။အဲ့ဒါတွေကပကရပြင်းပြင်းပြီးဟာတာအနေနဲ့သူတို့ပြောတယ်ဘာဖြစ်လဲဆိုတော့မောင်လေးစားလို့နုတာလို့ဆိုအလကားပြောတာနော်။အမောင်လေးစားလို့မဟုတ်ပါဘူး။ပါရဲ့အဲ့အတွက်ယောဂလေ့ကျင့်ခန်းလုပ်တဲ့အတွက်ခက်ကိုငယ်ရွယ်စေတယ်နုပြိုစေတယ်နောက်တစ်ခုကစိတ်ကိုလန်းဆန်းစေတယ်နောက်ခန္ဓာကိုယ်မှာရှိနေအတွင်းကလေးစားတွေပေါ့နော်အဲ့အတွင်းကလေးစားတွေအကုန်လုံးကိုကောင်းစေတယ်ပေါ့နော်အဲ့အကိုတကယ်ဖြစ်တာပါတကယ်လည်းအကျိုးရှိပါတယ်အဲ့အတွက်ကိုပောက်ကတော့ယောဂလေ့ကျင့်ခန်းတွေလုပ်စေချင်တာပေါ့နော်နောက်တစ်ခုကလို့ရှိလို့ရှင်ဒီခန္ဓာကိုယ်ထဲမှာရှင်ယောဂလေ့ကျင့်ခန်းလုပ်တဲ့အကျိုးကျေးဇူးတွေကတော့ဒီအုံနောက်ပိုင်းဆိုင်ရာတွေပေါ့နော်အုံနောက်ပိုင်းဆိုင်ရာတွေကိုလည်းမှတ်ဉာဏ်အားတွေကိုလည်းကောင်းစေတယ်နောက်တစ်ခုကဒီခေါင်းထဲမှာရှိနေအတွေးတွေပေါ့နော်မကောင်းတဲ့ stress အတွေးတွေကိုဖယ်ရှားပေးနိုင်တယ်နောက်တစ်ခုကစိတ်ရှည်လာတယ်ပေါ့နော်အရာကိုအရင်ကြီးတော့သူတော်စင်လိုမျိုးတော့ပြောင်းလဲသွားတာမဟုတ်ဘူးဒါပေမဲ့အရာကိုဘယ်လိုပြောမလဲကိုယ့်ရဲ့စိတ်နဲ့စိတ်လျှော့ပြီးတော့နေတတ်တာပေါ့နော်စိတ်လျှော့ပြီးနေတတ်တဲ့အကျိုးကျေးဇူးတွေလည်းရတယ်နောက်ပြီးတော့ဒီအုံနောက်ကလေ့ကျင့်ခန်းတွေမျက်လုံးရဲ့လေ့ကျင့်ခန်းမျက်နှာအသားရည်လေ့ကျင့်ခန်းတွေပါတယ်နောက်လေမဖြစ်အောင်ဒီရှာလေ့ကျင့်ခန်းတွေပေါ့နော်ရှာလေ့ကျင့်ခန်းတွေလည်းပါတဲ့အတွက်အများကြီးပဲအထောက်အကူပြုတယ်နောက်ပြီးတော့ဒီအသက်ရှူလမ်းကြောင်းဖြစ်တဲ့လေချောင်းအဆုပ်နှလုံးနောက်ပြီးတော့ဥသိမ်ဥမကြောက်ကဲကလေးစားနော်နောက်ထပ်ပိုင်းမှာရှိတဲ့မိမဘူထဲမှာရှိနေတဲ့ယောဂတွေစအိုးနောက်ပြီးတော့ဒီကျင်ကြီးကျင်ငယ်ဆိုတဲ့လမ်းကြောင်းတွေစပြီးတော့အစရအကုန်လုံးကောင်းပါတယ်အဲ့အတွက်ကိုဒီယောဂဆော့တဲ့အတွက်ကိုပေါ့နော်အကျိုးကျေးဇူးတွေပေါက်တိတလောက်ပြဒီတက်မကကြီးလည်းအများကြီးရှိပါတယ်နောက်တစ်ခုကကြာပေါက်အရင်တော့ဆိုလို့ရှိရင်တော့မနေ့ပိုင်းအစောကြီးထားပြီးတော့ဒီဆရာမတီချာမာချက်တို့နဲ့ပေါ့နော်ဒီဘက်မှာဆော့ပါတယ်ဗာလေကန္နာပန်းချံမှာဆော့ပါတယ်ကန္နာပန်းမနေ့အစောကြီးပေါ့နော်6နိုင်နေစားပြီး9နာရီမှာပြီးပါတယ်အခုနောက်ပိုင်းကျတော့ပေါက်နည်းနည်းလေးရာသီဥတုလည်းနည်းနည်းပြီးတယ်အိတ်ပုတ်လည်းနည်းနည်းလေးကြီးလာတဲ့အတွက်ပေါ့ဒီစညမှာပဲရှိရယောဂဟောင်းမှာပေါ့နော်ဆော့ပါတယ်ပေါ့နော်သွားလို့ပြပါတယ်ယောဂလေ့ကျင့်ခန်းသွားလို့ပြပါတယ်ဘယ်မှာပဲလုပ်ပါဒီလေ့ကျင့်ခန်းလုပ်တဲ့အတွက်ကိုယ့်အတွက်အကျိုးခံစား권တွေရပါတယ်ကိုချင်မှမိသားစုကိုချစ်လို့ရမှာပါအဲ့အမှလည်းကိုကျမ်းမှာကိုမိသားစုကိုပြန်မျိုးကိုဆောက်ရှောက်နိုင်မှာပါကိုဆောက်ရှောက်နိုင်ကျမ်းမာနိုင်တဲ့အတွက်ကျမ်းမာနေတဲ့ကိုရဲ့ပတ်ဝန်းကျင်ကိုရဲ့ရက်ွက်ကိုရဲ့မြို့နယ်ကိုရဲ့အတိုင်းဝိုင်းအကုန်လုံးပြန်ပြီးဆောက်ရှောက်ပေးနိုင်မယ့်လူဖြစ်မှာပါအဲ့အတွက်ကိုကျမ်းမာရေးလုပ်ပါကိုကဒီယောဂမဟုတ်ပေါ့နော်ဥမာဇွန်ဘာတို့ကာရီယိုတို့နောက်ပြီးဂျင်တို့ဆော့နိုင်နေဆိုလို့ရှိရင်ကိုအသက်အရွယ်နဲ့လိုက်ပြီးတော့ကိုရဲ့အကြမ်းခံနိုင်မှုပင်ပန်းခံနိုင်မှုနဲ့ဆော့တင်တယ်လို့တော့ပောက်ကထင်တယ်ပောက်ကနည်းနည်းအသက်ကြီးပြီးဆိုပောက်အရန်ပင်ပန်းနဲ့ဂျင်ဆိုတဲ့အလေးပင်မာခြင်းခန္ဓာကိုယ်ပေါ့နော်အရန်heavy ဖြစ်စေနိုင်တဲ့မျိုးတွေမဆော့ပါဘူးဒီယောဂတော့ပါဝါယောဂတွေပဲတိတ်အပြင်းပြတဲ့နေမလေးကျင့်မအောင်ကိုနဲ့ကြိုက်တဲ့ရင်ယောဂတို့တခြားဒီဘက်ကိုပဲအကျော်လျှော့တဲ့ယောဂပေါ့နော်အဲ့လိုမျိုးတွေပေါ့အဲ့လိုမျိုးကိုနဲ့တင့်တော်တဲ့ယောဂပဲဆော့ပါယောဂနေရယောဂရဲ့ဆော့ရပိန်လည်းမပိန်လားပါယောဂဆိုအဓိကပိန်ဖို့မဟုတ်ပါဘူးစိတ်ကျမ်းမှာကိုကျမ်းမှာဖို့တက်ပါခန္ဓာကိုယ်မှာရှိတဲ့သွေးကြောမြင်လေးတွေပျော့ပြောင်းလာမယ်ခန္ဓာကိုယ်မှာရှိတဲ့အကြောမြင်တွေအကုန်လုံးပျော့ပြောင်းလာမယ်အဲ့အတွက်ပေါက်တော်ကလေးဖြတ်ခြင်းကိုကာကွယ်ပေးတယ်သွေးတိုးခြင်းကိုကာကွယ်ပေးတယ်အဲ့ဒါလုပ်လေးပါပဲနောက်ပြီးတော့လည်းအများကြီးပေါ့ပြောရမယ်ဆိုတော့အများကြီးပေါ့နော်ပေါက်ဒီနောက်ဒီလောက်လေးပဲညီကုန်းချုပ်ချင်ပါတယ်အဲ့အတွက်ယောဂဆော့ကြပါလို့တိုက်တွန်းချင်ပါတယ်เนาะနောက်ပြီးတစ်ခုကလေ तू ကတော့နေဆော့နိုင်တာပေါ့ပတ်စံနေကုန်ခံအဲ့လိုမဟုတ်ပါဘူးယောဂနဲ့ပတ်သက်လာလို့ရှိရင်ကျမ်းမာရေးပရာဟိတတင်နေတဲ့ဆရာမကြီးဆရာမကြီးအများကြီးပါပဲမနေ့ဆိုလို့ရှိရင်လည်းပတ်တွဲတီချာမှာချက်ကနေပြီးတော့ကန္နာပန်းချံမှာတင်ပြီးသလိုပြည်သူရင်မြင်ထဲမှာဆိုလဲပေါ့နော်လင်းပြန်ကြီးနာမှာဆရာကြီးဦးခင်မောင်ဆွေနောက်ပြီးတော့ကန်တော်ကြီးထဲမှာလည်းရှိတယ်နောက်တစ်ခုကမလေးအင်းရကန်မှာလည်းယောဂတယ်အမပရာဟိတဆရာကြီးဆရာမအရန်ကောင်းပါတယ်သူတို့စီမှာလည်းတင်လို့ရပါတယ်လေ့ကျင့်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဘယ်နေရာဖြစ်ဖြစ်ကိုကျမ်းမာရေးကိုခန္ဓာကိုချစ်တဲ့နေနဲ့ကိုကျမ်းမာရေးကိုလိုက်စားကြပါလို့အားလုံးကျေးဇူးတင်ပါတယ်